ညီမတို့မင်္ဂလာပါစကားလေးဖော်ဖော် channel ကနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ကိုရင်းဖြစ်ပါတယ်ညီတို့ဒါချန်ပီယံလိယူရိုပါလိဒါယူရိုပန်လိတော့ပြီးဆုံးသွားပြီဒါတောက်ကြနေညစနေအစောအမဘေးလိပြန်လာပြီပေါ့နော်ဒါညီတို့တဲ့ဒါရှိတဲ့ကျွန်တော်တို့ပွဲလေးပေါ့နော်လေးသိန်းမောင်းကလေးရွေးချက်ပြီးမယ်ပွဲကတော့နဲတယ်၄ပွဲလောက်ပဲရှိရပေါ့နော်ဒီလေးကြီးစမှာတစ်ပွဲလောက်ပဲထွက်တယ်ပေါ့နော်ဒါကြောင့်လိုရင်းတို့ရှင်းလေးပဲညီတို့ပြောမယ်ညီတို့တစ်ခုမှကျင်တာတော့ကိုရင်းတေကန် channel လေး join ပေးပါတေကန် channel လေးမှာတော့ body တစ်ပွဲကောင်းနေမောင်းကလေးအများကြီးတင်ပေးပါလဲပွဲများအများသလိုတစ်ပွဲဒါ3-4ပွဲလောက်တင်ပေးပါညီတို့လည်း live ပြီးကစားလို့ရတယ်ပေါ့နော်ဒါကြောင့်တေကန် channel လေးကိုဒီ video ရဲ့ comment လေးမှာအောင် bio လေးမှာရှိပါတယ်เนาะ join ဖို့မမေ့ပါနဲ့เนาะအလေးသေးမဆိုကြောင့်လိုတို့ရှင်းလေးပဲသွားလိုက်တယ်မလားညီတို့ဒါပထမဆုံးပဲပီးမြားလေးကတော့ဒါလီ United နဲ့ Western လက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်เนาะလီ United ဘက်ကနေ1 plus ကိုကျွန်တော်တို့ဒါ90နီးပါးပေးထားတယ်ဂိုးပေါင်းဈေးကဒါနှလုံးပိုင်းနဲ့80ထိပေးထားတယ်ပေါ့เนาะဒါပြောမယ်ဆိုရင် Western ကတော့ဒီနေ့မှာလုံးဝကိုခြေကျသွားပြီပြောလို့ရတယ်ပေါ့เนาะတော်တော်လေးဟိုဒါအစင်မပြေတဲ့အနေအထားမျိုးမှာရှိရပေါ့เนาะဒါဟတ်တူဟတ်တွေပြန်သွားကြည့်မယ်ဗျလီရဲ့အင်ကွင်းမှာဒါ2023တာပေးတဲ့ body ဈေးကတော့ဒဲကြီးပဲပေးတယ်Western အင်ကွင်းမှာတော့ဒဲကြီးပဲပေးပါဒီနေ့သွေးဆုံမှုတွေကဒါကြီးပေးထားအောင်မရှိဘူးဒဲကြီးပုံမှန်ပဲပေးခဲ့ပါတော့ဆိုတော့ဒါ BDS yes တွေဖြစ်ထားတဲ့22တို့31တို့ရလက်မျိုးတွေရှိပါတော့လက်ရှိကျွန်တော်တို့ဒါခြေစမ်းပိုင်းရလက်ပိုင်းပြန်ကြည့်ရမယ်ဆိုရင်လေဒါ Leeds United ကလည်းအရင်ကောင်းမှုနဲ့အနေထားမျိုးမှာတော့မရှိဘူးဒါပေးကိုတွေခွင့်ပြုနေရတယ်ဟိုကျွန်တော်တို့တက်လက်လာတဲ့ထဲမှာဗျာကျွန်တော်တို့ဒီနေ့တက်လက်လာတဲ့ထဲမှာဆန်ဒလန်ကတော့တော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ပေါ့လီကတော့ဒီလောက်ညှော်လင်းချက်သိမ့်မရှိဘူးလို့ပြောလို့ရတယ်ဝက်ဆန်လည်းထို့သူဒါနိုင်ပွဲမရထားတဲ့အတွက်ကြောင့်ဒါနီးပြနေတဲ့ pressure တွေတော့ရှိလိမ့်မယ်နိုင်ပွဲရအောင်စွမ်းဆောင်နိုင်မဲ့အနေထားမျိုးနဲ့ဒါဝေးခွင့်လာပြိုင်ဖို့တော့ရှိရပါတော့ကျွန်တော်တို့ဒီပွဲစဉ်ကိုကျွန်တော်ဂိုးပေါင်းပေါ်ကြိုက်တယ်ဘာလို့ဆိုတော့ဒါ BDS yes တော့သွားလိုက်မယ်ဒါလီရော Western ဒါနောက်တန်းပေးကိုတွေရမ်းများနေအနေထားမျိုးမှာဒါ3လုံးတော့ညီကိုတို့ရောက်လိမ့်မယ်เนาะဒါ2-1 2-2 1-2ဒီလိုပုံစံမျိုးလောက်ပြီးနိုင်မယ်လို့ထင်တယ်ဒါကြောင့်ကျွန်တော်ဂိုးပေါင်းပေါ်လေးရွေးချက်ပေးပါတယ်เนาะနောက်တစ်ပွဲကတော့ Italy Serie A တွေက AC Milan နဲ့ Pisa လက်ရှိပေးထားတဲ့ body ဈေးမှာဆို AC Milan သင်းဘက်ကနေနှလုံး plus 90ဒီပေးထားလေဂိုးအောင်သေး3လုံး plus 46ဒီပေးထားပြီเนาะဒါဒီဈေးတန်းဒါပြောမှဆိုရင်เนาะPisa လိုအသင်းမျိုးကိုဒါဟို AC Milan နေနဲ့အင်ကွင်းပေးတဲ့အနေထားမျိုးကတော့နည်းနည်းလေးတော့ကြီးဒါပြင်းနေတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပီဇာလည်းဒါဒီကျွန်တော်တို့ဒီ Italy Serie A တန်းလာတဲ့မှာတော်တော်လေးကောင်းတဲ့အနေထားမျိုးလေးမှာတော့ရှိရပါတော့ကျွန်တော်လက်ရှိဒါ AC ပေးထားတဲ့ body ဈေးကတော့2 plus 90ကြီးရတာဈေးတန်းတစ်ခုတော့မှန်တယ် AC Milan နဲ့တစ်ခုနောက်ပိုင်းဒါခြေစမ်းရလက်ပိုင်းရန်တည်ငြိမ်ညာတော့မှန်တယ်ပေါ့နော်ကျွန်တော်တော့ဒီပွဲစဉ်တော့ဒါအင်ကွင်းAC Milan နေနဲ့ဒါ 2-3 လောက်တော့နိုင်မယ်ဘာလို့ဆိုတော့ဒါပီဇာကလည်းဒါဘောလုံးလာလို့အသင်းမျိုးလောက်4-0လောက်ဒါဂိုးပြတ်ရှုံးထားတဲ့အနေထားမျိုး AC Milan ရဲ့ဒါတိုက်စစ်အားကိုတော့ခံနိုင်ရင်တော့ရှိမှာတော့မဟုတ်ဘူးဒါကြောင့်ကျွန်တော်အင်ရှင် AC Milan body လေးကြိုက်ပါနော်နောက်တစ်ပွဲစပိန်လာလီဂါတွေကပါနော်ရီယယ်ဆိုစီဒန်နဲ့စီဗီလာလက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်တော့ဆိုစီဒန်ဘက်ကနေတေမိုင်းနဲ့80တီပေးထားတဲ့ဂိုးပေါင်းသေးနှလုံးမိုင်းနဲ့80တီပေးထားတယ်ပေါ့နော်ဒီဈေးတော့ကျွန်တော်တို့ဒါမိနစ်ကရက်လက်ပိုင်းကျွန်တော်တို့ဒါဟတ်တူပြန်ကြည့်ရမယ်ဆိုရင်စီဗီလာရဲ့အင်ကွင်းမှာတော့ဆိုစီဒန်ဘက်ကနေတေမိုင်းစီဗီလာရဲ့အင်ကွင်းမှာတော့ဆိုစီဒန်ဘက်ကနေတေမိုင်းနဲ့90ကြေးပေးတယ်အဲ့ဒါဆိုတော့ G2 ဆိုတဲ့ရလက်နဲ့နိုင်ထားရပါတော့ဆိုစီဒန်ရဲ့အင်ကွင်းမှာတော့တေမိုင်းနဲ့90ကြေးပေးတယ်အဲ့ဒါဆိုရင်တော့ G1 ဆိုတဲ့ရလက်နဲ့ဒါစီဗီလာတင်းနေနဲ့နိုင်ထားပါလက်ရှိပေးထားတဲ့ body ဈေးကတော့ဒါအမေရိကပေးတဲ့ body ဈေးတက်တော့ဒါပြင်းတယ်ဈေးတန်းမှန်တဲ့အနေအထားမျိုးလေးမှာတော့ရှိရပါတော့လက်ရှိဒါဆွမ်းဆောင်မှုပြန်ကြည့်ရမယ်ဆိုရင်လည်း Real Sociedad နေနဲ့အင်ကွင်းရလက်ပိုင်းကတော့တည်ငြိမ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဘလကန်တို့ရှုံးထားတယ်နောက်ဆုံးကျွန်တော်တို့ဒါ Osasuna လို့နိုင်ထားတယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဒါစီဗီလာလည်းဒါဒီနှစ်ပိုင်းမှာဒါအင်ကွင်းမှာကောင်းတယ်ကျွန်တော်အင်ကွင်းကောင်းတယ်အဝေးကွင်းနည်းနည်းညံ့နေပြောလို့ရတယ်နော်ဒါပေမဲ့တကပြီးတဲ့ဘက်ကမာရော့ကအတင်းကိုတော့1-4ဆိုတဲ့အနေထားမျိုးနဲ့ဒါရှုံးနေထားတော့ရှိပါတော့ကျွန်တော်ဒီနေ့ပွဲလေးတော့ကျွန်တော်ဂိုးအောက်လေးကြိုက်တယ်ဗျဒီပွဲကဒါ 1C ZZ Z1 11ဒီလောက်ပဲသွားမယ်တော့တင်3လုံးတော့မရောက်နိုင်တယ်ဒါကြောင့်ညီကိုတဲ့ဒါဒီပွဲစဉ်လေးကိုဂိုးအောက်လေးရွေးချက်ပေးပါတယ်နောက်ဆုံးတစ်ပွဲ Water Premium နဲ့ဒါ Union ပါလိမ့်ပေါ့လက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်တော့ Water Premium အင်ကွင်းကနေတေမိုင်းနဲ့90ဂိုးပေါင်းသေး3လုံး plus 60တီပေးထားရပါတော့ဒီဈေးတန်းကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင်မိနစ်ကဒါပေးထားတဲ့ဈေးတန်းWater Premium အင်ကွင်းမှာWater Premium ဘက်ကတေမိုင်းနဲ့90ကြီးဆိုဒါဈေးနဲ့မှန်လို့ပြောလို့ရတယ်မိနစ်ကတော့ဒါ4-1ဆိုလို့ရလန်းနဲ့နိုင်ထားတယ် Union Berlin ရဲ့ကွင်းမှာတော့2-2ဆိုပြီးတေကြထားပါတော့ဒီနေ့သွေးဆုံမှုတွေက BDS yes ဖြစ်ထားတဲ့ဂိုးပေါင်းအပေါ်သွားထားရပါတော့ကျွန်တော်ဒါ Water Premium နဲ့ဒါဒီနှစ်ပိုင်းမှာရလက်ပိုင်းကကျွန်တော်တို့ဒီနောက်ဆုံးနှစ်ပွဲကတော့ကောင်းလာတယ်ကျွန်တော်တန်ရင်းတော့ဒါတေကြထားတယ်ပြီးရင်ကျွန်တော်တို့စိတ်ပေါ်လီကိုတော့1ကြီးဆိုပြီးတော့နိုင်ထားရပါတော့Junior Berlin ကတော့ဒါပြီးခဲ့တဲ့ဘက်ကတော့မိုချန်ကလပ်ကို3-1နိုင်ထားတယ်အင်္ဂွေဒါဝေးခွင့်ရလက်ပိုင်းတော့အရင်ကောင်းနေအောင်မရှိဘူးလက်ရှိပေးထားတဲ့ကြောင့် body ဈေးလည်းမှန်တော့မှန်တယ်ပေါ့နော်ဒါ Water Premium ပေးနေကြဈေးတိုင်းပေးထားတယ်ကျွန်တော်တို့ဒီပွဲကိုဂိုးပေါင်းသေးလေးနဲ့ပေါ်ကြရပေါ့နော်ဒါဟို Junior Berlin ဝေးခွင့်ဂိုးရမယ်လို့တွက်ထားရပြကြ3လုံး plus 60ဒါဒီနေ့တွေ့ဆုံမှုတွေရတယ်ဒါဂိုးအပြိုင်ဆိုင်သွင်းတာတွေတော့ရှိရပေါ့နော်ဒီပွဲလေးကိုတော့ကျွန်တော်ဂ
ဂိုးဝေါင်းအပေါ်လေးရွေးချက်ပေးမှာပေါ့နော်ညီကိုတို့ဒါလေးသိမ်းမောင်းကပြန်ပြောမိမယ်ပီးမီးယားလိထဲကဒါလီနဲ့ဝက်ဆန်ပွဲမှာဆိုရင်ဂိုးဝေါင်းပေါ်ကြိုက်ပါတယ်ပြီးဒါအီတလီစီးရီးကAC Milan နဲ့ပီဆာပွဲမှာဆိုရင် AC Milan body ကြိုက်တယ်စပိန်လာလီဂါထဲမှာတော့ဒါ Real Sociedad နဲ့ Sevilla ပွဲစဉ်လေးကတော့ဂိုးအောက်လေးကြိုက်တယ်ပေါ့နော်နောက်ဆုံးပွဲဒါဝါတာပရီမီနဲ့ယူနီယံဘာလင်ပွဲကိုလို့ဂိုးဝေါင်းပေါ်လေးကြိုက်ပါနော်ညီကိုနဲ့ဒါမောင်းမပါစီလို့စတောင်းပေးပါတယ်တပွဲချင်းလေးကမောင်းအောင်လေးပပလေးကစားပါနော်ညီတို့ဒါပထမကိုင်းပြောသလိုကိုင်းတေကန် channel join ပေးပါတေကန် channel လေးမှာတော့ဒါတပွဲကောင်းနေတင်ပေးတဲ့ join ဖို့မမေ့ပါနဲ့နော်ကိုင်းတို့အားပေးတဲ့ဒါ YouTube ရော Facebook ရော TikTok ရောညီကိုတယောက်ချင်းကြောင့်ကျေးဇူးတင်ပါတယ်ကိုင်းတို့ဒါစနေနေ့ဒါအမေပေးလီမှာညီကိုတို့ပြန်ပြီးဆုံးပါအောင်မယ်အားလုံးဒီနေ့ကပဲနှုတ်ဆက်လိုက်ပါတယ်